အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ Binance ကနေ EOI box ROE box ဖြစ်တဲ့2025နှစ်ကုန်လက်ဆောင်ဖြစ်ပို့ပေးလိုက်တဲ့ Binance box ကို unboxing လုပ်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီ box ထဲမှာဘာတွေပါမလဲဆိုတော့ကျွန်တော်အတူတူ unboxing လုပ်ကြည့်ကြပါမယ် Okay ဒီက box ကတော့ packaging ပုံစံလေးနည်းနည်းပြောင်းထားတယ်ပေါ့နော်ကျွန်တော်အပေါ်မှာဆိုရင် Binance ဆိုတဲ့စာတန်းနဲ့ပတ်ထားတယ် box ထဲမှာဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ခါလေးလိုပဲကျွန်တော် postcard လေးနှစ်ခုပါမယ်ဒီ postcard ကတော့ global swap ပါညာဆိုပြီးတော့ပါတယ်ဒီ postcard ကတော့ကျွန်တော်2025နှစ်ကုန်အတွက်ဆူတောင်းပေးထားတဲ့စာတွေပါပါတယ်ဆိုတော့ဒီမှာတော့ Binance ပေါ့နော် Okay ကျွန်တော်တို့ဒီနေ့မှာဘာတွေပါမလဲဆိုရင်ဒါကတော့ auto ဖြစ်ပါတယ်ကျွန်တော် I love you ဆိုတဲ့စာတန်းတော့ပေါ့နော် I love you မဟုတ်ဘဲနဲ့ I Binance you ဆိုတဲ့စာတန်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ Mafla ဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင် Binance ဆိုတဲ့စာတန်းနဲ့ Mafla တစ်ခုပါပါတယ်Okay ကျွန်တော်ဒါလေးကိုချက်ခဏထားလိုက်မယ်နောက်ထပ်ပါပါသေးတယ်နောက်ထပ်ကဘာလဲဆိုတော့ကျွန်တော်ဒီခွင့်ကြည့်ကြအောင်ပေါ့နော် Okay ဒီနေ့မှာကျွန်တော်ဒီမှာက jacket တစ်ထည်ပါပါတယ်ဒီ jacket ကတော့အထူကြီးနဲ့အလေးပေါ့နော်တော်တော်နွေးမဲ့ jacket ဖြစ်ပါတယ်ဒီမှာဆိုရင်လက်မှာ BYD on bid ဆိုပြီးတော့ပါတယ် Binance logo နဲ့အသားလေးရမ်းမိုက်တယ်တော်တော်လေးလေးတယ်တော်တော်လေးနွေးမဲ့ပုံစံတော့ပဲဒီဆောင်းရည်မှာတော့တော်တော်ဝတ်လို့ကောင်းမဲ့အင်ကြီးဖြစ်ပါတယ် Okay ဒီမှာကနှိပ်သီးတွေအစားကျွန်တော်တို့ Binance ဆိုတဲ့ logo ပါတယ်ပေါ့နော် Okay ဒီနောက်မှာဆိုရင် Binance ဆိုတဲ့စာတန်းပါပါတယ်အင်ကြီးကတော့တော်လေးတယ်နော်ကျွန်တော်Okay အင်ကြီးကတော့တော်တော်လေးပြီးတော့တော်တော်နွေးမဲ့အင်ကြီးဖြစ်ပါတယ်။ဟောဒီအတွင်းထဲမှာဆိုရင်အတွင်းထဲမှာအိတ်ကလေးပါတယ်။ Okay ဆိုတော့ကျွန်တော်ဒါကတော့နောက်ထပ်မပါတော့ဘူးပေါ့နော်။ဒါကတော့ကျွန်တော်တို့2025နှစ်ကုန်အတွက် Binance ကနေပြီးတော့လက်ဆောင်ပို့ပေးတဲ့ ROE box ဖြစ်ပါတယ်။ဆိုတော့ဒီထက်မှာပါတာတွေကကျွန်တော်တို့ဒီ jacket ပါမယ်ပြီးတော့လို့ရှိရင် Binance ဆိုတဲ့စာတန်းနဲ့ Mafla တစ်ထည့်ပါမယ်ပြီးတော့ရင် I Binance you ဆိုတဲ့စာတန်းနဲ့အုပ်ထုတ်ပါမယ်ပါတဲ့ပစ္စည်းတွေအားလုံးကစောင်းတွင်းအငွေ့သက်တွေပေါ့နော်စောင်းတွင်းမှာသုံးလို့ရမယ့်ပစ္စည်းတွေပဲဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်ဒါလေးကိုတစ်ချက်လောက်ဝှေ့ကြည့်မှာပေါ့နော် Okay အင်ကြီးကကျွန်တော်တို့ကွက်တီပဲခါတိုင်းဆိုရင်ကျွန်တော် Binance ကပေးတဲ့ပစ္စည်းဆိုရင်သေးတာကျွန်တော်နဲ့သေးတာရှိတယ်ကြီးတာရှိတယ်ပေါ့နော်ဒီအင်ကြီးကကျွန်တော်တို့ကွက်တီပါပဲဟောငါ Mafla Okay Mafla ဆိုရင်လည်းကျွန်တော်တို့မိုက်ပါတယ်စောင်းလေးမှာတော့နွေးမဲ့ပစ္စည်းတွေကို Binance ကပို့ပေးလိုက်တာဖြစ်ပါတယ် Okayဒါတော့ကျွန်တော်တို့ Binance ကနေပြီးတော့ ROE လက်ဆောင်ဖြစ်ပို့ပေးလိုက်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ခုလိုမျိုးလက်ဆောင်ပစ္စည်းတွေပို့ပေးလိုက်တဲ့ Binance ကိုကျေးဇူးများတင်ပါတယ်နောက်ပိုင်းမှာ Binance ကနေပို့ပေးလိုက်တဲ့ပစ္စည်းတွေကို Crypto Node Community အတွက် giveaway တွေပေးသွားဖို့အစီအစဉ်တွေရှိပါတယ်ဆိုတော့ကျွန်တော်တို့ Crypto Node YouTube Channel တွေ Facebook တွေ TikTok တွေကို like and follow လုပ်ထားပါခုလိုမျိုးဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်